ကဲအားလုံးပဲမင်္ဂလာပါနော်မနက်ဖြန်တနေ့လာနေမနက်ဖြန်အဖွင့်နေ့အတွက်ကျွန်တော်ရဲ့ဒူရီတွက်ဆိုင်လေးရနေပြီးတော့ပြန်လဲကြိုးစားလိုက်ပါတယ်ပေါ့နော်ကျွန်တော်ဒီအကူရီမားတွေအတွက်ကိုကျွန်တော်ကံအားရောညာအားရောကျွန်တော်ဘက်ကလုံလဝရိယစိုက်ပြီးတော့ကြိုးစားပေးလိုက်တယ်ပေါ့နော်ကျွန်တော်ကလနာစိုက်ရောလက်တွက်စိုက်ရောကျွန်တော်အကောင်းဆုံးကြိုးစားပေးလိုက်တယ်အကူရီမားတွေဘက်ကကျွန်တော်ဘက်ကအဲ့လိုမျိုးကြိုးစားအားထုတ်ပြီးစိုက်ပြီးလိုမျိုးအကူရီမားတွေဘက်ကကျွန်တော်ရဲ့ YouTube ကောက်လေးကို like and subscribe လေးလုပ်ပြီးဖို့ပဲဒီလိုရဲပေါ့နော်အားလေးတခုပဲကျွန်တော်တောင်းဆိုပါတယ်ကျွန်တော်ရဲ့ like လေးကိုဒူရီကောက် like လေးကိုကြိုက်နေတဲ့ဆိုရင်အကုန်လုံးပေါ့နော်အမြဲတမ်းတွေ့ရအောင်ဝါသနာရှင်လေးပေါ့နော်ဒီ like and subscribe လေးလုပ်ပေးတာကိုကျွန်တော်အရင်ဦးဆုံးအနေနဲ့ကျွန်တော်တောင်းဆိုလိုက်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်စကားပလင်းမှာခဏကိုလူရင်းတို့ရှင်လေးပဲကျွန်တော်တို့မနက်ဖြန်အတွက်ကိုအော်ဂွက်လေးဘယ်လိုမျိုးလေးရလဲဆိုတာလေးကိုကျွန်တော်ကလနာဆိုင်ရင်ဆုံးရှင်းပြမယ်ပြီးတော့မှလက်တော့ဆိုင်လေးကျွန်တော်ပြပြီးတော့အော်ဂွက်လေးကိုကျွန်တော်ပြလိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်လူရင်းတို့ရှင်လေးသွားမယ်ကလနာဆိုင်ကတော့အရန်ကောင်းတယ်ရန်ရှိတယ်ပေါ့နော်ကျွန်တော်အကောင်းဆုံးကြိုးစားပေးတာတယ်အဲ့တော့ပင်ရှိရဆိုတော့ကောင်းတယ်တွားလည်းကောင်းတယ်ပေါ့နော်တွားလည်းကောင်းတယ်ကိုဒီထိုးအားလည်းကောင်းတယ်ပေါ့နော်ဒါရတာမရတာတော့ဒါဒီကျွန်တော်တို့ရကံမေးပေါ့နော်ကျွန်တော်ဘက်ကတော့တက်ဆွမ်းနိုင်တယ်လို့တော့ညံရှိတယ်လို့တော့အကုန်လုံးကျွန်တော်စူးစမ်းပြီးတော့ကျွန်တော်တင်ပြီးသွားမယ်ပေါ့နော်အားကြောင့်အများနဲ့တွေ့ချင်တဲ့သူတွေကတော့ like and subscribe လုပ်ပေးတာဖို့တော့ကိုကျွန်တော်ဒီကနေပြီးတော့မြေတားရက်ခံလိုက်ပါတယ်မနေ့ပြန်စာပြီးကျွန်တော် like လုပ်မိပြီပေါ့နော်ဒီနေ့ကတော့အဖွင့်နေမှာနော်ကျွန်တော်ဟို site လေးများလို့ကျွန်တော်လူရင်းတို့ရှင်နေအများဆုံးရှင်းပြလိုက်မယ်မနေ့ပြန်ညရင်တော့ကျွန်တော် live မှာမှတ်မယ်အဲကျွန်တော်ရဲ့ comment ကျွန်တော်ရဲ့ဒီ live video လေးကိုအကုန်လုံး comment လေးတွေမှတ်ပြီးတော့လေဒီကြိုက်တယ်ဆိုတဲ့အကြောင်းလေးကိုစာလေးတွေ comment လေးတွေမှတ်မိတာကိုကျွန်တော်အရင်ဆုံးနေမြေတားရက်ခံလိုက်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့သွားမယ် live လေးကိုโอเค3ရင်6ရင်4ရင်3လုံးပေါင်းချင်းဒီ3ပြီးတော့4 3ရင်ပါပါသည်8ဒီ4 8ဒီဝိုင်းချင်းဒီ3 4 8ဝိုင်း3 4 8ကီးဟိုမှာ4 8ဝိုင်းချင်းကျွန်တော်တို့အတီးယူမယ်ပေါ့နော်3 4 8ဝိုင်းချင်း4 8ဝိုင်းချင်းတီးယူမယ်4 8ဝိုင်းချင်းဒီကျွန်တော်အကုန်ဒီဟာဒီပြောမှတယ်အထီးကီးလို့ပဲမှတ်လိုက်ပါနော်3 4 8ကီး3 4 8ဝိုင်းချင်းပိုင်းပေါ့နော်3 4 8ကီး3 4 8ကီးကိုကျွန်တော်တို့တနည်းကုန်ဆွဲရပါတော့တနည်းကုန်ဘာလေးလဲဆိုဒီမှာ4 8ဆိုပြီးဆွဲတယ်3 1ဆိုပြီးဒီ3 1ဆိုပြီးဆွဲတယ်ပေါ့နော်ကျွန်တော်ဒီမှာပေါ့နော်အဲ့တော့ကျွန်တော်နောက်တစ်ပင်လေးကိုဆက်ပြီးတော့သွားမယ်2ရေ9ရေ8ရေ3လုံးပေါင်းချင်းဒီ9ပြီးတော့6 9ရဲ့ပါပါဒီ3ညဒီ6 5 3ညဒီကီးအဲ့တော့ကျွန်တော်ဒီမှာဗာတက်သွားလဲ90ဆိုပြီးရိုက်သွားပြီပေါ့နော်ဒီမှာ90ဆိုပြီးရိုက်သွားတယ်နောက်တစ်ပြင်ကျွန်တော်ဆက်ပြီးကြည့်မယ်3ညရေ9ရေ8ရေ3လုံးပေါင်းချင်းဒီခွန်ပြီးတော့8ခွန်ရဲ့ပါပါဒီနဲ့ဒီခွန်8နှစ်ဒီကီးအဲ့တော့ကျွန်တော်ဒီမှာဗာတက်သွားလဲ80နဲ့1ဆိုပြီးတော့ထပ်သွားတယ်90နဲ့2ဆိုပြီးတော့ညနေပါဆက်ပြီးတော့ရိုက်သွားတယ်ပေါ့နော်ဒီမှာလည်းပေါ်မှာလည်းညနေပါဆက်ပြီးတော့ရိုက်သွားတယ်နေကုန်ကီးလို့ပြောလို့ရတယ်ပေါ့နော်နေကုန်ကီးအပိုင်မှာခွန်ရှင်းနှစ်ကီးဒီမှာ80နဲ့1ဆိုပြီးတော့ထပ်တယ်90နဲ့2ဆိုပြီးတော့ထပ်သွားတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်နောက်တစ်ပြင်ဆက်ပြီးတော့သွားမယ်နောက်တစ်ပြင်ဆက်ပြီးတော့သွားမယ်ဒီမှာပေါ့နော်2ရေ9ရေခွန်ရေ3လုံးပေါင်းချင်းဒီ4ပြီးတော့9 4ရဲ့ပါဝါဒီ9 4 5 9ဒီကီးအားဆိုကျွန်တော်ဒီမှာဗတ်တက်သွားတယ်50နဲ့2ဆိုပြီးတော့9နှစ်ရိုက်သွားတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်နောက်တစ်ပြင်ဆက်ပြီးတော့သွားမယ်3ရေခွန်ရေ8ရေ3လုံးပေါင်းချင်းဒီ8ပြီးတော့9 8ရဲ့ပါဝါဒီ3 8 9 3ဒီကီးအဲ့တော့ကျွန်တော်ဒီမှာဗတ်တက်သွားလဲ36ဆိုပြီးတော့ထွက်တယ်85ဆိုပြီးတော့ထွက်တယ်နှစ်ပင်လုံးရိုက်တာပေါ့နော်နေကုန်ဆွဲတယ်ပေါ့နော်ဒါဆိုကျွန်တော်နောက်တစ်ပြင်ဆက်ပြီးတော့သွားမယ်4ရေ1ရေ3လုံးပေါင်းချင်းဒီ6ပြီးတော့ခွန်6ရဲ့ပါဝါဒီ1 6ခွန်1ဒီကီးအဲ့တော့ကျွန်တော်ဒီမှာဗတ်တက်သွားလဲ96ဆိုပြီးတော့ပြီးရိုက်သွားတယ်ပေါ့နော်ခွန်6ဆိုပြီးတော့ပြီးရိုက်သွားတယ်ဒါဆိုရင်နောက်တစ်ပြင်ကျွန်တော်ဆက်ပြီးတော့သွားမယ်3ညရေ1ရေခွန်ရေ3လုံးပေါင်းချင်းဒီ8ပြီးတော့9 8ရဲ့ပါဝါဒီ3 8 9 3ဒီကီးအဲ့တော့ကျွန်တော်ဒီမှာဗတ်တက်သွားလဲ38ဆိုပြီးတော့ပြီးရိုက်သွားတယ်ပေါ့နော်38ဆိုပြီးတော့ပြီးရိုက်သွားတယ်အဲ့တော့ကျွန်တော်တို့မနေ့ပြန်တနင်္လာနေ့မှာဘာလာမလဲပေါ့နော်ကျွန်တော်အဲ့တော့ရင်တော့တစ်ချက်ပြမယ်1ရေ9ရေ3လုံးပေါင်းချင်းဒီ1ပြီးတော့2 1ရဲ့ပါဝါဒီ6 1 6နှစ်ဒီ1နှစ်6ဒီကီးပေါ့နော်1နှစ်6ကီးအပိုင်းအဲ့ဒါမှတနင်္လာနေ့ကိုကျွန်တော်အရင်ဆုံးကီးရှာမယ်ပေါ့နော်ကီးရှာရင်မှဝိုင်းချင်းရှာမယ်ဝိုင်းချင်းနဲ့ကီးနဲ့တိုက်ပြီးတော့မှကျွန်တော်တို့ညှိပြီးတော့အောက်ကွက်ထုတ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အရင်ဆုံး1နှစ်6ကီးရသွားပြီပေါ့နော်နောက်ထပ်ကျွန်တော်တို့ကီးတစ်ခုထပ်ပြီးတော့ရှာမယ်နောက်တစ်ကီးတစ်ခုထပ်ပြီးတော့ရှာမယ်ဒီမှာ3ညရေဒီ6ရေဒီခွန်ရေ3လုံးပေါင်းချင်းဒီဒီဘောတော့ပါပဲဒီဘောတော့ထားလိုက်တော့အပင်နေတာကြီးရှိတော့မှဆိုလို့ကျွန်တော်ဒီမှာမရေးထားတော့မရေးထားတော့ဘူးဆိုတော့ဒါပေမဲ့ဒီကောင်သွားမယ်ပေါ့နော်
3ညရေ6ရေခွန်ရေ3လုံးပေါင်းချင်းဒီ3ရေပါဝါဒီ8 3ရေပါဝါဒီ1ဒီ3 8 1ဒီကီနေကုန်ကီပေါ့နော်နေကုန်ကီဒီကောင်အပေါ်ကလည်းနေကုန်ကီအပေါ်ကလည်းနေကုန်ကီပဲအဲဒါကျွန်တော်ဒီမှာဗာလောက်တာလဲ40နဲ့8ဆိုပြီးတော့ထွက်တယ်30နဲ့1ဆိုပြီးတော့ရိုက်ရပေါ့နော်မနကောညအောင်ဆွဲသွားပြီပေါ့နော်ကီးပိုင်ဒီကောင်လည်းတဏီကုန်ကီးပိုင်အောက်ကလည်းတဏီကုန်ကီးပိုင်အပေါ်ကောင်ကြတော့မနခင်းကိုအထီများတယ်ညနေခင်းကိုမှထပ်ပြီးတော့ထိတယ်ပေါ့နော်အဲ့လိုမျိုးဒါတော့ကျွန်တော်နောက်တစ်ပြုံဆက်ပြီးသွားမယ်4ရေ5ရေ3ရေ3လုံးပေါင်းချင်းဒီ2ရေပါဝါဒီခွန်2ရေပါဝါဒီ6ဒီခွန်2 6ဒီကီးပိုင်ကီးပေါ့နော်တဏီကုန်ဆွဲရမယ်ပေါ့နော်ဒီမှာကျတော့82ဆိုပြီးတော့ဒီမှာခွန်2နှလုံးဆွဲထားတယ်ပေါ့နော်82ဆိုပြီးတော့အပီးရိုက်သွားတယ်ဒါဆိုကျွန်တော်နောက်တစ်ပြန်ဆက်ပြီးတော့သွားမယ်9ရေခွန်ရေ3လုံးပေါင်းချင်းဒီ9ရဲ့ပါဝါဒီ3ည9ရဲ့ပါဝါဒီ8ဒီ9 3ည8ဒီကီအားလုံးကျွန်တော်တို့ဒီမှာဘာထွက်သွားလဲဆို81ဆိုပြီးတော့ကီရိုက်သွား81ဆိုပြီးတော့ထွက်သွားတယ်ပေါ့နော်ဒါဆိုကျွန်တော်နောက်တစ်ပြန်ကိုဆက်ပြီးတော့သွားမယ်9ရေဒီအောက်ကပြန်သွားမှာ8ရေ9ရေ9ရေ3လုံးပေါင်းချင်းဒီ2ရဲ့ပါဝါဒီခွန်2ရဲ့ပါဝါဒီ6 2ခွန်6ဒီကီအားလုံးကျွန်တော်ဒီမှာဗာတက်သွားလဲ52ဆိုပြီးတော့ထွက်သွားတယ်ပေါ့နော်အဲ့ဒါနောက်တစ်ပြုံဆက်ပြီးသွားမယ်9ရေခွန်ရေ3ညရေ3လုံးပေါင်းချင်းဒီ2ရဲ့ပါဝါဒီခွန်2ရဲ့ပါဝါဒီ6 2ခွန်6ဒီကီအဲ့တော့ကျွန်တော်ဒီမှာ36ဆိုပြီးတော့ရိုက်သွားတယ်ပေါ့နော်36ဆိုပြီးတော့ထပ်သွားတယ်ဒါဆိုနောက်တစ်ပြန်ဆက်သွားမယ်3ရေ1ရေ8ရေ3လုံးပေါင်းချင်းဒီ2ရဲ့ပါဝါဒီခွန်2ရဲ့ပါဝါဒီ6 2ခွန်6ဒီကီအဲ့တော့ကျွန်တော်ဒီမှာဗာတက်သွားလဲ86ဆိုပြီးတော့အပီးရိုက်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်နောက်တစ်ပြန်ဆက်ပြီးတော့သွားမယ်ခွန်ရဲ့1ရဲ့3ရဲ့3လုံးပေါင်းချင်းဒီ1ရဲ့ပါဝါဒီ6 1ရဲ့ပါဝါဒီ3ထိုင်းလိုမျိုးနော်ထိုင်းပါဝါမြန်မာပါဝါပေါ့နော်163ဒီကီးပိုင်အားလားဆိုတော့38ဆိုပြီးတော့ကျွန်တော်ဒီမှာရိုက်သွားတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့မနေ့ပြန်တနင်္လာနေ့တော့အဖွင့်နေ့မှာဗာဆက်ရိုက်မယ်လေဆိုတော့3ရေ5ရေ5ရေ3လုံးပေါင်းချင်းဒီ3ရင်ပါဝါဒီ8 3ရင်ပါဝါဒီ1 38ဒီကီးအဲ့တော့ကျွန်တော်ဒီအပေါ်က126ကီးဝမ်းချင်းအပိုင်နဲ့ကီးအပိုင်နဲ့အောက်က381ကီးအပိုင်နဲ့ကျွန်တော်တို့တွက်လိုက်မိတယ်ဒီမှာ1နှလုံးသွားတူတယ်ပေါ့နော်1နှလုံးသွားတူတော့မှကျွန်တော်ပြန်ဒီထပ်ပြီးတော့ဒီကောင်လေးဒီသူ့ရဲ့ဖြစ်စဉ်လေးကျွန်တော်ကြည့်ရမယ်ဆိုရင်ဒီမှာဝမ်းချင်း60နဲ့ခွန်ဆိုပြီးတော့ဒီမှာခွန်60ဆိုပြီးတော့ဝမ်းချင်းပြီးရိုက်တယ်ဒီမှာ893မှာ893ကီးဆိုပြီးတော့ဒီမှာဝမ်းဒီ38ဆိုပြီးတော့ဝမ်းချင်းပြီးရိုက်တယ်ဒီပေါ်မှာလည်းခွန်6ပြီးရိုက်တယ်ဒီပေါ်မှာလည်းခွန်6ပြီးရိုက်အကယ်၍မှဒီမှာထပ်လာမယ်ဆိုရင်ဒီ126ကီးကကျွန်တော်တို့အများဆုံးသုံးရမယ့်ဒီမှာပါကီးလို့ဆွဲထုတ်မယ်ပေါ့နော်ကျွန်တော်ရဲ့တွေ့ကြုံရကျွန်တော်ဒီကီးနှစ်ခုတည်းကဘယ်အောင်ပို့ချိုင်ဆုံးလဲဆိုတော့အပေါ်က126ကီးကိုကျွန်တော်ပို့ချိုင်ဆုံးအဲ့တော့မှဒီမှာ3ဒီထပ်ပြီးတော့ကြိုက်တာဒီအပင်လေးပေါ့နော်ဒီအပင်လေးမှာတွေကနှစ်လိုမျိုးနှစ်ထိုင်းပါဝါပေါ့နော်နှစ်ရပါဝါဒီ6ဒီမှာ6ဆွဲတယ်နှစ်ရပါဝါ6ဒီမှာ6ဆွဲတယ်1ရပါဝါ3ဒီမှာ3ဆွဲတယ်အကေများဒီမှာထပ်ပြီးတော့ဆွဲမယ်ဆိုရင်3ရပါဝါ1ဒီတနင်္လာနေ့မှာ1ဆွဲမလားပေါ့နော်ဒါကတကြောင်ရအပေါ်က126ကီးအပိုင်ရဆိုတော့ကျွန်တော်ဒီမှာတိကျင်းသွားတူတယ်တစ်ကိုကျွန်တော်တို့ဆွဲထုတ်လိုက်ပြီးတစ်ကိုကြိုက်တယ်အားလုံးမှထပ်ပြီးတော့ကျွန်တော်ဒီကီးအနေနဲ့သုံးမယ်ဆိုရင်126အထိကစားရမယ်ပေါ့နော်မနေ့ပြန်ကျွန်တော်126ကီးအထိကစားမယ်ဒါဆိုကျွန်တော်တို့ကီးရသွားပြီပေါ့နော်ကီးရသွားကျွန်တော်တစ်တလုံးကိုအကြိုက်ဆွဲထုတ်ထားတယ်ပေါ့နော်တစ်တလုံးကိုကျွန်တော်ဒီလုံးပိုင်းနေနဲ့တော့မကစားဘူးအကြိုက်ဆွဲထုတ်ထားတယ်အားဆိုကျွန်တော်နောက်ထပ်ကျွန်တော်တို့ဒီ laptop site လေးဘက်ကိုသွားမယ်ဒါကတော့ calendar site ပေါ့နော် calendar မူရတော့126ဒီတီမှာပေါင်မယ်ပြီးရင်381ကီးနဲ့ကျွန်တော်ညီးလိုက်တဲ့အခါမှာတင်းညီတယ်တစ်ဆွဲထုတ်တယ်126အထိကစားမယ်ဒါဆိုရင်ကျွန်တော်တို့ laptop site လို့သွားမယ် laptop site မှာလည်းကျွန်တော်ဒီမှာတင်ခိုင်းမယ်ပေါ့နော်ကျွန်တော်တို့ okay ဒါဆိုရင်ကျွန်တော်အရင်ဦးဆုံးအနေနဲ့ဘယ်ဟာလေးကိုသွားမယ်ပထမဦးဆုံးအနေနဲ့ဒီမှာပိုင်းအောင်လည်းကျွန်တော်ဆက်ရှင်းမှာအပေါ်ကနေဒီမှာအပင်ရှိရလက်တက်ဆိုင်ကလည်းအပင်ရှိကြီးပဲပြီးလာတာပေါ့နော်အဲ့လိုအပင်ရှိရဆိုရင်တော့ကျွန်တော်တိတ်မတုံဒါပေမဲ့ဒီအပင်ကသူကတပင်နဲ့မဟုတ်ဘူးနော်9ပင်6ပင်ကြီးအောင်9ပင်ကြီးအောင်တော့များပေးမလားပေါ့နော်အပင်ဓာတ်ရှိရဆိုရင်လည်းပေးတတ်တယ်ပေါ့နော်အားကြောင့်မလို့ကျွန်တော်300ရင်ဖြစ်တယ်ပေါ့နော်ဒါအကိုဒီမကြီးလည်းတစ်ချက်ပြရနေပြီဒီဆရာကြီးလည်းပါမှာပေါ့နော်ကျွန်တော်ရဲ့တူရီတော်သားကြီးရဲ့သူတွေဆရာကြီးလည်းပါမှာဆိုဆရာကြီးလည်း3တက်ပြီးတော့ထိုးတယ်မထိုးတယ်3တယ်မထိုးတယ်3တက်ကြပါတော့ကျွန်တော်3တက်ပြီးတော့ပဲလိုချင်တဲ့သူတွေကတော့ခဏဆောင်ပေါ့နော်ကျွန်တော်ပြီးရင်အော်ကွက်တစ်ခါလည်းပြပြီးမယ်ဒါဆိုကျွန်တော်သွားမယ်9ရေ3ရေ9ရေ3လုံးပေါင်းချင်းဒီ1ရဲ့နှစ်ခါဒီ8ဒီ1ဒီနေကုန်ပေါ့နော်ဒီ1ဒီ2ရက်အတွင်းမှာ8တလုံးဆင်းရမယ်1ဝမ်းညောင်ကစားလို့လည်းရတယ်ဒီ8ဒီနေကုန်ဆင်းသူ့ရဲ့နှစ်ခါ8ဒီမှာ2ရက်အတွင်းမှာ
ဘိုင်းနေစင်းကိုစင်းရမျိုးပေါ့နော်ဒီမှာ8ထိပ်နဲ့80ဆိုပြီးတော့စင်းနေပေါ့နော်ဒါဆိုကျွန်တော်နောက်တစ်ပြင်သွားမယ်3ညရေ6ရေခွန်ရေ3လုံးပေါင်းချင်းဒီ3ရက်နှစ်ခါဒီ5ဒီ35ဒီ1ချိန်35 1ချိန်မှာ3ရက်နှစ်ခါ5ဒီ5ဒီအောက်က2ပင်မှာတစ်ချိန်စင်းရမျိုးပေါ့နော်ဒီတစ်ချိန်စင်းရမှာပြတော့ရမို့ဒီမှာ2 5ဆိုပြီးတော့တစ်ချိန်စင်းနေပေါ့နော်သူ့ရဲ့နှစ်ခါ2 5ဆိုပြီးတစ်ချိန်စင်းနေဒါဆိုကျွန်တော်နောက်တစ်ပြင်ဆက်ပြီးတော့သွားမယ်3ရေ1ရေ3ညရေ3လုံးပေါင်းချင်းဒီ4ရက်နှစ်ခါဒီ2ဒီ4နှစ်ဒီ1ချိန်မှာကျွန်တော်ဒီမှာ4ရက်နှစ်ခါ2ဒီ2ပိုင်ရဒီ2ရက်အတွင်းမှာတစ်ချိန်ဆင်းရမယ်ပေါ့နော်ဒီမှာ52ဆိုပြီးတော့တန်းပြီးတော့ဆင်းသွားတယ်ပေါ့နော်အဲဒါကျွန်တော်နောက်တစ်ပင်တော့ဆက်ပြီးသွားမယ်ခွန်ရေ9ရေခွန်ရေ3လုံးပေါင်းချင်းဒီ9ရက်နှစ်ခါ6ဒီ9 6ဒီ1ချိန်ဒီ9ရက်နှစ်ခါ6ဒီလုံးပိုင်လို့ယူလို့ရတယ်ပေါ့နော်အဲဒါဒီ2ရက်အတွင်းမှာတစ်ချိန်ဆင်းရမယ်1ချိန်မှာတစ်ခါလေးဆင်းသွားတယ်94ဆိုပြီးတော့ဆင်းတယ်36ဆိုပြီးတော့ဗာတစ်ခါလေးထပ်ရိုက်သွားတော့ကျွန်တော်1ချိန်တစ်ခုလုံးပြီးရှင်းတယ်ပေါ့နော်အဲဒါကျွန်တော်နောက်တစ်ပြင်ကိုဆက်ပြီးတော့သွားမယ်4ရေ2ရေ3ရေ3လုံးပေါင်းချင်းဒီ9ရက်နှစ်ခါဒီ6ဒီ9 6ဒီ1ချိန်အဲဒါဒီအပေါ်ကပင်တိုင်းပဲ9 6 1ချိန်ကိုမှနေအောင်ဆွဲမယ်2ရက်အတွင်းမှာ6တလုံးပိုင်နေလေ9ရက်နှစ်ခါ6ဒီ6ပိုင်နေ6တလုံးလာရမယ်အဲဒါကျွန်တော်ဒီမှာကြည့်လိုက်တော့9 5ဆိုပြီးတော့တပင်ရိုက်တယ်96ဆိုပြီးတော့1ချိန်မှာပြီးရိုက်သွားတော့ကျွန်တော်2ပင်ရိုက်တယ်ပေါ့နော်အဲဒါနောက်တစ်ပြကျွန်တော်ဆက်ပြီးတော့ကြည့်မယ်3ညရေ1ရေခွန်ရေ3လုံးပေါင်းချင်းဒီ8ရက်နှစ်ခါဒီ1ဒီ8တီဒီ1ချိန်ဒီ8တိ1ချင်းဒီ2ရက်အတွင်းမှာတစ်ချိန်ဆင်းရမယ်1ရက်8ရက်နှစ်ခါ1ဒီလုံးပိုင်ပေါ့နော်2ရက်အတွင်းမှာတစ်ချိန်ဆင်းရမယ်8တိ1ကျုံလည်း3လို့ရတော့အဲဒါဒီမှာ38ဆိုပြီးတော့ရိုက်တယ်1 8 1 5ဆိုပြီးတော့ထွက်သွားတယ်ပေါ့နော်အဲဒါ1လည်းထွက်တယ်ဟို1 8 1ချင်းလည်းဆွဲတယ်ပေါ့နော်အဲဒါကျွန်တော်ဒီနောက်တစ်ပြင်မှာအောက်ဆုံးပြင်မှာထပ်ပြီးကြည့်မယ်ဆိုရင်ခွန်ရေ3ညရေ3ညရေ3လုံးပေါင်းချင်းဒီခွန်ရဲ့နှစ်ခါဒီ3ည80 1ချင်း90 1ကြောင့်ဒီနှစ်ပင်မှာမဆွဲရသေးဘူးเนาะဒီနှစ်ပင်မှာ4 5 9 8 4 5နဲ့9 8ထွက်သွားတော့ကျွန်တော်တို့အခုတနင်္လာနေ့မှာအဖွင့်နေ့မှာတကယ်လို့မနက်ခင်းပိုင်းမဟုတ်ဘူးဆိုရင်ညနေခင်းပိုင်းမှာ80အထိကစားရမယ်ပေါ့เนาะ80 1ချင်းအထိကစားရမယ်ခွန်ရဲ့နှစ်ခါ3ညဒီဒီတနင်္လာနေ့ကို3ညတလုံးပိုင်ကစားလို့ရတယ်ပေါ့နော်3ညတလုံးပိုင်မနက်မို့ညနေလာနိုင်ရှိဒီသူ့ရဲ့ site မူရဆိုရင်မနက်မို့ညနေလာနိုင်ရှိတယ်ဒီခွန်ကလည်းဆွဲနိုင်ပြီကျွန်တော်အပီးလည်းရှင်းနိုင်တယ်ပေါ့နော်ဒါ90 1ချင်းတစ် site ဒါဆိုကျွန်တော်နောက်တစ် site ကိုကျွန်တော်တို့သွားမယ်နောက်တစ် site ကကြတော့ဒီမှာတူကလည်းအဲ့တိုင်းပဲဒီမှာ4ရဲ့2ရဲ့နှလုံးပေါင်းချင်းဒီ6ရဲ့နှစ်ခါ9ဒီ6ရဲ့နှစ်ခါ9 69ဒီ1ချင်း69ဒီ1ချင်းသူကလည်းအဲ့လိုမျိုးပဲ2ရက်အတွင်းမှာဆင်းရမယ်ဒီမှာ2ပင်2ချိန်ဆင်းမယ်ပေါ့နော်သူ့ရဲ့1ချင်းကျတော့ပို့ပြီးတော့ကောင်းတယ်သူကကြောင့်2ချိန်ဆင်းမယ်ဒီအားဆိုတော့ဒီမှာသူက6ရဲ့နှစ်ခါ9ပိုင်ဒီ9နှစ်ဆိုပြီးတော့ဆင်းတယ်ခွန်9ဆိုပြီးတော့ဆင်းတယ်2ပင်ဆင်းတယ်ပေါ့နော်2ချိန်ဆင်းတယ်ပေါ့နော်ဒါဆိုကျွန်တော်နောက်တစ်ပင်သွားမယ်3ရဲ့ဒီ3ညရဲ့နှလုံးပေါင်းချင်းဒီ3ရက်နှစ်ခါ5ဒီ35ဒီ1ချင်းဒီ35 1ချင်းဒီက2ရက်တွင်မှ2ချိန်ဆင်းရမျိုးပေါ့နော်အားလုံး2ချိန်မဟုတ်4ချိန်လုံးတော့ဆင်းတယ်9နှစ်ဆိုပြီးရိုက်တယ်3ည3ဆိုပြီးရိုက်တယ်ခွန်3ဆိုပြီးရိုက်တယ်3ခွန်ဆိုပြီးရိုက်တယ်8 5ဆိုပြီးရိုက်တယ်4ပင်လုံးမှာဒီ35 1ချင်းထိတယ်ပေါ့နော်အထိဆွဲသွားတယ်ပေါ့နော်ဒါဆိုကျွန်တော်နောက်တစ်ပြင်ဆက်ပြီးသွားမယ်4ရက်5ရက်နှလုံးပေါင်းချင်းဒီ9ရက်နှစ်ခါ6ဒီ9 6ဒီ1ချင်းဒီ9 6 1ချင်းဒီအောက်က2ပင်မှာ2ချိန်ဆင်းရမယ်ပေါ့နော်2ချိန်ဆင်းရမယ်ဆိုတော့ဒီမှာ50ဆိုပြီးတော့ဒီမှာ6လေးဆိုပြီးတော့တပင်ရိုက်တယ်36ဆိုပြီးတော့တပင်ရိုက်တော့2ပင်လုံးဆွဲတယ်ပေါ့နော်9 6ကောင်မှ2ချိန်ဆင်းတယ်ပေါ့နော်ဒါဆိုကျွန်တော်နောက်တစ်ပင်ကိုဆက်ပြီးသွားမယ်4ရက်1ရက်နှလုံးပေါင်းချင်းဒီ9ရက်နှစ်ခါဒီ3ဒီ9 3ဒီ1ချင်းဒီမှာမှ2ချိန်ဆင်းရမယ်ပေါ့နော်2ချိန်ဆင်းရမယ်ဆိုဒီမှာ95ဆိုပြီးတော့တချိန်ရိုက်တယ်ညနေခင်းပိုင်းမှာ51ဆိုပြီးတော့တချိန်ရိုက်တော့2ချိန်ဆင်းနေပေါ့နော်2ချိန်5တလုံး2ချိန်ဆင်းနေအဲဒါကျွန်တော်နောက်တစ်ပြင်ဆက်ပြီးသွားမယ်ခွန်ရေ6ရေနှလုံးပေါင်းချင်းဒီ3ရက်နှစ်ခါဒီ5ဒီ3 5ဒီ1ချိန်2ချိန်ဆင်းရမယ်ပေါ့နော်2ချိန်ဆင်းမှာဒီမှာ4ပင်အောင်ဆင်း4ချိန်အောင်ဆင်းနေပေါ့နော်3 8ထွက်တယ်5ခွန်ထွက်တယ်1 5ထွက်တယ်3 5ထွက်တယ်5 3ဆိုပြီးထွက်တယ်အဲဒါကျွန်တော်ဒီမှာ4ချိန်အောင်ဆင်းနေပေါ့နော်အဲဒါကျွန်တော်ဒီမှာတနင်္လာနေ့မှာတကယ်စိုက်ပြီးလာမယ်ဆိုရင်1ရေ5ရေနှလုံးပေါင်းချင်းဒီ6ရက်နှစ်ခါဒီ9 69ဒီ1ချိန်အားတော့ကျွန်တော်ဒီမှာတပင်ဆွဲသွားပြီကျွန်တော်တောက်ကြနေတပင်ဆွဲသွားပြီ98ဆိုပြီးတော့တပင်ဆွဲသွားကျွန်တော်အဲ့1ချင်းကိုပဲတုံးပြီးတော့အကူဒီမှတော့ကျွန်တော်ပေးရတာ98ဆိုပြီးတော့ဒီမှာကျွန်တော်ကိုပိုင်ပတ်တိနဲ့68ဒီနှစ်ကွက်တွေအိုးဆိုတော့ကျွန်တော်တို့တောက်ကြနေနောက်ဆုံးနေ့မှာပဲကျွန်တော်တို့98ဆိုပြီးတော့တဲထွက်သွားတော့ကျွန်တော်တို့ဒီအောက်ကွက်မိသွားတယ်ပေါ့နော်ဒါကျွန်တော်တို့ဖြစ်စဉ်ကိုပြောပြတာပေါ့နော်
ဆိုတော့အကေးဒီမှာလဲဆက်ပြီးပြီးမယ်ဆိုရင်တနင်္လာနေ့မှာဆက်ပြီးပြီးမယ်ဆိုရင်ဒီ6-9ဝန်းချင်းကနောက်တော့တပင်ထပ်ပြီးဆင်းအောင်မယ်ပေါ့နော်တပင်မဟုတ်ဘူးဆို2ပင်တော့2ချိန်တော့ထပ်ပြီးဆင်းနိုင်တယ်မနက်မောရင်ညနေဒါမှမဟုတ်မနက်ကောင်းညအောင်2ချိန်ဆင်းနိုင်တယ်ဆိုတော့90ဝန်းချင်းကလည်းနေကုန်ဆင်းနိုင်တယ်6-9ဝန်းချင်းကလည်းမနက်မောရင်ညနေတစ်ချိန်ဆင်းနိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီဆောနာကီးကတော့တင်းနှ6ကီးအထိပေါ့နော်တင်းနှ6ကီးကိုကျွန်တော်တို့အထိကစားမယ်ကလန်နာဆိုင်မူရတင်းနှ6ကီးအထိကိုကစားမယ်မှဒီကောင်ကကျတော့ဒီကောင်က2ရက်အတွင်းထွက်မဲ့ဥစ္စာလေးရကြတော့6-9ဝန်းချင်းနဲ့90ဝန်းချင်းရပြီပေါ့နော်ဒါဆိုကျွန်တော်လုံးမတစ်လုံးကျွန်တော်ဆွဲထုတ်မယ်လုံးမတစ်လုံးဆွဲထုတ်မယ်တော့ဘယ်လိုမျိုးဆွဲထုတ်မလဲဆိုတော့ဒီမှာခွန်ရဲ့ရှေ့ရဲ့နှလုံးပေါင်းချင်းဒီ9ပြီးတော့6ဒီ9-6ဒီဝန်းချင်းဒါကြတော့တီးတယ်ပေါ့နော်ဒီ9-6ဝန်းချင်းဒီမှာ2ရက်ဒီကျွန်တော်ဒီပေမှာကြာရပြီပေါ့နော်9-6ဝန်းချင်းဒီပေမှာကြာရပြီဒီမှာ2-5ဆိုပြီးတော့ကြာတယ်ပေါ့နော်2-5လေးကြာတော့ဒီမှာ9တလုံးဆွဲတယ်အဲ့တိုင်းပဲ3ညရဲ့3ရဲ့နှလုံးပေါင်းချင်းဒီ3ပြီးတော့4ဒီ3-4ဒီဝန်းချင်းဒီမှာ30နဲ့ခွန်ဆိုပြီးတော့ရိုက်တယ်ဒီမှာခွန်ရဲ့6ရဲ့နှလုံးပေါင်းချင်းဒီ3ပြီးတော့4ပေါ့နော်3-4ဒီဝန်းချင်းပဲ30နဲ့6ဆိုပြီးတော့ရိုက်တယ်3ရင်3ရဲ့5ရဲ့နှစ်ခုပေါင်းချင်းဒီ8ပြီးတော့9ဒီ1ချင်းဒီမှာ96ဆိုပြီးတော့ရိုက်တော့9ဆွဲတယ်ပေါ့နော်ခွန်ရဲ့နှလုံးပေါင်းချင်းဒီ4ပြီးတော့5ဒီ1ချင်းဒီမှာ15ဆိုပြီးတော့ရိုက်တယ်ပေါ့နော်အဲ့မှာဆိုတော့သူပေးလာတာ1ပင်2ပင်3ပင်4ပင်5ပင်6ပင်မြောက်6ပင်မြောက်မှာအကေးဆက်ပြီးပြီးမယ်ဆိုရင်8ရဲ့3ညရဲ့8ရဲ့နှလုံးပေါင်းချင်းဒီ8ပြီးတော့9ဒီ1ချင်းသူကမနက်ခင်းတီးတန်ပေါ့နော်သူကကျတော့မနက်ခင်းပိုင်းစိုက်တီးတန်တနင်္လာနေ့မနက်ခင်းပိုင်းစိုက်တီးတန်အောင်မှာ8-9ဝန်းချင်းဆိုတော့ကျွန်တော်ဒီမှာဒီ6-9ဝန်းချင်းကလည်း2ရက်ဒီမှာတစ်ချိန်ကြာမယ်မနက်မုံညကြာမယ်နဲ့ဒီက8-9ဝန်းချင်းနဲ့တွားပြီးကြည့်မယ်ဆိုရင်9ချင်းတူသွားပြီဆိုတော့ကျွန်တော်တို့6ပိုင်ဆွဲထုတ်လို့ရပြီပေါ့နော်ပြီးတော့ပေးလာတာလေးကလည်းချစ်ပြီးတော့6ပိုင်4ပြီးတော့5ပိုင်ချစ်ပြီးတော့6ပိုင်များလာမလားပေါ့အပေါ်မှာကျတော့အိုင်ရင်းလာတာခွန်ရရှိရဲ့နှလုံးပေါင်းချင်း5မလုံး5ပိုင်3ညရဲ့3ရဲ့နှလုံးပေါင်းချင်း3မလုံး3ပိုင်ခွန်ရ6ရဲ့နှလုံးပေါင်းချင်း3မလုံး3ပိုင်ဒါကြတော့3ပိုင်နေပြီးတော့သူ့ရဲ့အကိုလာတော့ဒီမှာကျတော့ရှိရဲ့3ရဲ့9ရဲ့နှလုံးပေါင်းချင်း8ပြီးတော့9ဆင်းနေခွန်ရဲ့နှလုံးပေါင်းချင်း4ပြီးတော့5ဆင်းနေမှာ3ညရဲ့8ရဲ့နှလုံးပေါင်းချင်း8ပြီးတော့9အဲ့လိုမျိုး6လေးများဆင်းမလားဆိုပြောပေါ့နော်ဒါတော့ကျွန်တော်ရအတွေးလေးပေါ့နော်တော့ဒီက2ရက်အတွင်းမှာဒီ2ချိန်ဆင်းရမှာဒီမှာ6ချစ်ဆိုပြီးတော့ပဲတစ်ချိန်ဆင်းလာတာဖြစ်တဲ့ကြောင့်မလို့ဒီ6-9ဝန်းချင်းနဲ့ဒီက8-9ဝန်းချင်းနဲ့ဆိုတော့ဒီမှာ6ချင်းသွားပြီးညှိတော့6ကြိုက်တယ်ပေါ့နော်ဆောနာကီးကလနာဆိုင်မူရကြတော့6ကီးအထိကစားရမယ်ပေါ့နော်ဆိုတော့နှစ်ခုကတော့ရသွားပြီပေါ့နော်အခုရတယ်ကျွန်တော်နောက်တနေ့ကုန်ကီးလေးကျွန်တော်ထပ်ပြီးတော့ပြရတယ်ပို့ပြီးတော့ကျွန်တော်တို့ကိုဒီမှာတွေစိုက်ဆောင်3မီတာပေါ့နော်ကျွန်တော်ဘက်ကပညာကုန်စွမ်းကုန်ကျွန်တော်ဘက်ကကြိုးစားပြီး3မီတာပဲတဲ့ကြောင့်မို့ကိုဒီမှာတွေကလည်းလိုက်လေးနဲ့ subscriber လေးလုပ်ပေးတာပေါ့ဒီမှတ်တမ်းမျောနေပေါ့နော်ကျွန်တော်ဘက်ကလည်းဒီညာရောတန်အောင်ခွန်အောင်စိုက်ပြီးတာကြောင့်ကိုဒီမတွေအရန်သေးလေးရေကန်သေးကြားတယ်လေးပဲကျွန်တော်တွက်ပြီးတာလေးကြည့်ပြီးတော့ကဏ္ဍလေးကြည့်ပြီးတော့ထိုးရုံမင်းမလို့ပေါ့နော်ဒါလေးတခုတော့မြစ်တာရက်ခဏနေပေါ့နော်အဲကြောင့်ကျွန်တော်နောက်နေ့ကျရင်တော့ line နဲ့စုံမယ် line နဲ့စုံမှာပဲကျွန်တော်ရဲ့ကောက်လေးကိုအများအားတွေ့ချင်တယ်ကျွန်တော်တင်တဲ့ BT တစ်ကောက်ကောင်းနှစ်ကောက်ကောင်းလေးကိုကြိုက်ရထိုးချင်နေဆိုရင်ဈေးဖို့လဲဖာတယ်ပေါ့နော်အမြဲလဲကြံတာအလီမျိုးလေးဒီအမြဲတမ်းကန်ကောင်းချင်တဲ့ကြုံချင်နေဆိုရင်တော့ကျွန်တော်ရဲ့ကောက်လေးကိုဒီ subscriber လုပ်ပြီးတော့ like and share လေးနဲ့ကူညီလို့ရရင်ကူညီထားဖို့တော့ကျွန်တော်ဒီအနေပြီးတော့တောင်းဆိုလိုက်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့နောက်ထပ်ကလနာမူရကျွန်တော်တို့နေကုန်ကီးကိုကျွန်တော်ထပ်ပြီးတော့သွားမယ်3ညရဲ့ခွန်ရဲ့2ရဲ့3လုံးပေါင်းချင်းဒီ3လုံးပေါင်းချင်းဒီ9ရဲ့ပါဝါဒီ3ည9ရဲ့ပါဝါဒီလေးဒီ9 3ည4ဒီနေကုန်ကီးဆိုဒီမှာ3ည9ဆိုပြီးတော့ရိုက်တယ်80ဆိုပြီးတော့ရိုက်တယ်နေကုန်ဆွဲတယ်ပေါ့နော်ဒီမှာ90ဝန်းကျင်ပြီးတော့ရှင်းသွားသေးတယ်ပေါ့နော်အဲဒါကျွန်တော်နောက်တစ်ပြန်ဆက်ပြီးတော့သွားမယ်1ရဲ့9ရဲ့2ရဲ့3လုံးပေါင်းချင်းဒီ2ရဲ့ပါဝါဒီခွန်2ရဲ့ပါဝါဒီ6ဒီခွန်နဲ့6ဒီကီးဝန်းချင်းအပိုင်းတနေကုန်ဆွဲရမယ်ပေါ့နော်2 5ဆိုပြီးတော့ဆွဲတယ်ခွန်9ဆိုပြီးတော့ဆွဲတယ်အဲဒါနောက်တစ်ပြန်ကျွန်တော်ဆက်ပြီးတော့သွားမယ်2ရဲ့3ညရဲ့3ရဲ့3လုံးပေါင်းချင်းဒီ9ရဲ့ပါဝါဒီ3ည9ရဲ့ပါဝါဒီ8 9 3ညချစ်ဒီနေကုန်ဆွဲရမယ်မနက်ခင်းပိုင်းမှာတော့မဆွဲဘူးညနေခင်းပိုင်းမှာ8 5ဆိုပြီးတော့အပီးရိုက်သွားတယ်ဒီမှာနော်ညနေခင်းပိုင်းမှာ8 5ဆိုပြီးအပီးရိုက်သွားတယ်နောက်တစ်ပြန်သွားမယ်3ညရဲ့9ရဲ့4ရဲ့3လုံးပေါင်းချင်းဒီ3ရဲ့ပါဝါဒီ8 3ရဲ့ပါဝါဒီ1ဒီ3 8 1ဒီကီတနေကုန်ဆွဲရမယ်3 6ဆိုပြီးတော့ရိုက်တယ်
ဒီမှာ8 5ဆိုပြီးတော့ရိုက်တယ်ပေါ့နော်အဲ့တော့3လေးဆွဲတယ်8လေးဆွဲတယ်ပေါ့နော်ဒါဆိုကျွန်တော်နောက်တစ်ပြင်ကိုဆက်ပြီးတော့သွားမယ်9ရေခွန်ရေ8ရေ3လုံးပေါင်းချင်းဒီ3ညရဲ့ပါဝါဒီ9 3ညပါဝါဒီ9ဒီ3ည9 5ဒီနေကုန်ကီးပိုင်နေကုန်ကီးပိုင်မှာ9 6ဆိုပြီးရိုက်တယ်9 6ဆိုပြီးရိုက်တယ်9 1ဆိုပြီးရိုက်တယ်ပေါ့နော်9လေးဆွဲတယ်9လေးဆွဲတယ်အဲ့တော့ဒီမှာ8ရေ9ရေခွန်ရေ3လုံးပေါင်းချင်းဒီ3ညရဲ့ပါဝါဒီ9 3ညရဲ့ဒီပါဝါဒီ9ပေါ့နော်3ည9 9ဒီကီးပိုင်ပေါ့နော်အနေကုန်ဆွဲရမယ်အဲ့တော့ဒီမှာ1 5ဆွဲတယ်9 3ဆွဲတယ်တဏီကုန်9တလုံးပဲမနေ့ကုန်းညောင်ရိုက်သွားတော့မနေ့လဲဆွဲတယ်ညလဲဆွဲတယ်ပေါ့နော်ကြေးကျွန်တော်ဒီမှာမနေ့ပြန်တနင်္လာနေ့မှာထပ်ပြီးလာမယ်ဆိုရင်9ရေ9ရေ10ရေ3လုံးဒီ3လုံးပေါင်းချင်းဒီ2ရဲ့ပါဝါဒီခွန်2ရဲ့ပါဝါဒီ6ဒီခွန်နဲ့6ဒီတဏီကုန်ကီးပိုင်နေကုန်ကီးပိုင်အဲ့တော့မှသူကဒီမှာဖြစ်စဉ်လေးကိုကျွန်တော်ထပ်ပြီးတော့ပြမယ်ဒီ3လုံးကအမြဲတမ်းနှလုံးစင်းနေပေါ့နော်မနက်ခင်းပိုင်းဝမ်းချင်းဆွဲရင်ညနေခင်းပိုင်းမှာထပ်ပြီးတော့ဆွဲတယ်ဒီမှာလည်းအတိုင်းပဲမနက်ခင်းပိုင်းမှာဒီမှာဝမ်းချင်းဆွဲရင်ညနေခင်းပိုင်းမှာထပ်ပြီးတော့ဆွဲတယ်မနက်ခင်းပိုင်းမှာမဆွဲဘူးဆိုရင်တော့ညနေခင်းပိုင်းမှာဇုံရိုက်တယ်ပေါ့မနက်ခင်းပိုင်းမှာတကယ်လို့မဆွဲဘူးဆိုရင်ညနေခင်းပိုင်းမှာဇုံရိုက်တယ်အဲ့တော့မနက်ခင်းပိုင်းမှာထပ်ပြီးဆွဲတယ်ညနေကိုလည်းဒီကီးကိုပဲထပ်ပြီးတော့တုံးရမယ်အဲ့တော့မနက်ခင်းပိုင်းလည်းဆွဲတယ်ညနေခင်းပိုင်းလည်းဆွဲတယ်ဒီမှာမနက်ခင်းပိုင်းမှာတကယ်လို့ဆွဲတယ်ဆိုရင်ညနေခင်းပိုင်းလည်းထပ်ပြီးဆွဲတယ်ဒီမှာ6 6ဆွဲပြီး9တိတ်ဆိုပြီးထပ်ပြီးဆွဲတယ်ပေါ့နော်ဒီမှာလည်းအတိုင်းပဲမနက်ခင်းပိုင်းဆွဲသွားလဲညနေခင်းပိုင်းလည်းထပ်ဆွဲတယ်ဒီမှာအခုလည်းဒီတိုင်းပဲခွန်2 6ဒီအကေးမနက်ခင်းပိုင်းမှာဆွဲရဆိုရင်ဒါညနေခင်းပိုင်းမှာဘိုင်းကျွန်တော်ဆက်ပြီးတော့တုံးရမယ်မနက်ခင်းပိုင်းမှာကျွန်တော်မဆွဲဘူးဆိုရင်ညနေကိုဒီဝမ်းချင်းကအပြီးရှင်းမယ်ပေါ့နော်ခွန်2 6ဝမ်းချင်းကအပြီးရှင်းမယ်ဟိုခွန်2 6ကီးကအပြီးရှင်းမယ်ပေါ့နော်ကျွန်တော်ကတော့အဲ့လိုမျိုးယူစားတယ်အဲ့တော့ကျွန်တော်ရဲ့ဒီ1ချင်းဒီကလနာစိုက်မူရနဲ့ဒီကောင်နဲ့ပြန်ပြီးကျွန်တော်ချုပ်မယ်ဆိုတော့ကျွန်တော်ဒီကောင်ကိုညနေမှသုံးမယ်ပေါ့နော်ညနေမှသုံးမယ်ဒါပေမဲ့ဒီကောင်ညနေမှသုံးမယ်ဒီကလနာမူရကိုကျွန်တော်ပို့ပြီးတော့ကြိုက်တာပဲကြောင့်မလို့1 2 6ကိုကျွန်တော်ပို1 2 6ကီးကိုမနက်ခင်းမှအောင်ကျွန်တော်အထီးကစားမယ်1 2 6ကီးကိုမနက်ခင်းမှအထီးကစားမယ်ဒီမှာလည်း1 3 7ကီးနဲ့သွားပြီးညှိတာ1သွားညှိတော့1ကိုဦးစားပေးနေနဲ့ကစားမယ်ပြီးရင်2 6ကိုကီးအနေနဲ့ပေါ့နော်အဲကြောင့်1 2 6ကီးထိမှမနက်ခင်းမှအောင်ပေါက်မယ်အားလုံးမှကျွန်တော်ဆွဲပြီးထုတ်မှာဒီမှာ6 9ဝန်းချင်းရာ2ရက်ဒီမှာတလုံးစင်းရမှာရေဒီကောင်ကကျွန်တော်မနက်ခင်းတီးတဲ့ဆွဲတာဖြစ်တဲ့ကြောင့်လို့ကျွန်တော်8 9ဝန်းချင်းနဲ့ဒီ6 9ဝန်းချင်းကျွန်တော်အတီးယူပြီးတော့ကျွန်တော်ဒီမှာ6ပိုင်းလို့ပြောထုတ်မယ်အဲဒါကျွန်တော်ရဲ့အော်ကွက်ဒီမှာကျွန်တော်ပြလိုက်ပြီကဲအကိုရီမတွေလိုက်တော့နည်းနည်းလေးတော့ခြေသွားတယ်တီးခံပြီးဒီအစားဆုံးကြည့်တဲ့သူဆိုရင်တော့နားလိမ့်မယ်ပေါ့နော်အဲကြောင့်ဒါလေးကိုစက်ကွန်ကြောရိုက်သွား12ရက်နေ့12နာရီပေါင်ရင်ယူသွားပေါ့နော်ပေါင်ရင်ယူသွားကျွန်တော်ဘက်ကအကိုရီမတွေကိုကန်အောင်ညံအောင်ခွန်အောင်ကျွန်တော်ခုံဆိုင်ပြီးသွားပြီထိုးဖို့ကန်ထိုးဖို့တောင်းရင်အကိုရီမတွေတောင်းရင်ပေါ့နော်အဲကြောင့်မလို့ဒါလေးကိုစက်ကွန်ကြောရိုက်သွားကီးအနေနဲ့အထီးကစား1 2 6ကီးအထီးကစားပါနော်1 2 6ကီးထိမှပေါင်မယ်မနက်ခင်းပိုင်းပေါ့နော်ကျွန်တော်တနီလာနေကိုကျွန်တော်တနီကုံပေါင်အောင်ကျွန်တော်စူးစမ်းမယ်ပေါ့နော်ကျွန်တော်အမှတွက်ဆိုင်လေးကြည့်ပြီးတော့အကိုဒီမိုက်လည်းဒီရှင်းကျင်ကစားခြင်းနေဆိုရင်ကြိုက်တဲ့ကီးဝမ်းချင်းလေးယူပြီးကစားကျွန်တော်ရဲ့အကြိုက်ကိုပဲဒူချင်တဲ့သူတွေကတော့ကျွန်တော်နှစ်ကွက်လေးထုတ်ထားတယ်ပထမဆုံးခြေအနေနဲ့91ကိုအော်ဒုတိယအနေနဲ့96ကိုအော်ပတ်တီးနေနေရတော့6ပတ်တီကိုကြိုက်တယ်အားလုံးမှအရန်နေနဲ့ကစားဒီကီးအထိကစားခြင်းနေဆိုရင်တော့92ကိုပါထည့်ပြီးတော့ကျွန်တော်3ကွက်မပေးချင်လို့ပေါ့နော်ကျွန်တော်အကြိုက်ဆုံးက2ကွက်ပဲဖြစ်နေလို့ပေါ့နော်2ကွက်ပဲဘာကြောင့်လဲဆိုတော့ဒီမှာသူကခွန်ပါဝါ2ရဲ့ပါဝါခွန်2ရဲ့ပါဝါ6ဒီခွန်6ဒီလိုမျိုးပဲဆွဲလာတယ်ပေါ့နော်3ညရဲ့ပါဝါ9 3ညရဲ့ပါဝါ5ဒီ9 5ဒီဝမ်းချင်းတီးယူလို့ရတယ်ဒီမှာ9 5ပဲဆွဲတယ်ပေါ့နော်3ညရဲ့ပါဝါ5 3ညရဲ့ပါဝါ9ဒီနှစ်ခုဒီအတီးယူလို့ရတယ်9ပဲဆွဲတယ်ပေါ့နော်အကေအများထပ်ပြီးတော့ဒါကတော့ကျွန်တော်ကနန်းလျှော့တာပေါ့နော်အကိုဒီမှတော့ကျွန်တော်လည်းတကွာကောင်းနှစ်ကွက်လေးထိုးပြီးပဲပေါက်စီခြင်းနဲ့ကျွန်တော်ရဲ့စီစဉ်တာပေါ့နော်အခုလည်းဒီတိုင်းပဲ2ရဲ့ပါဝါခွန်2ရဲ့ပါဝါ6ဒီကခွန်6ဝမ်းချင်းကကျွန်တော်1 2 6ကီးအပိုင်ယူတယ်ပြီးတော့ဒီက2ရဲ့ပါဝါခွန်2ရဲ့ပါဝါ6ကကျွန်တော်တို့6ချင်းဒီကလည်း6ချင်းသွားတူတာရယ်ဝကီးနဲ့6ချင်းသွားတူတာရယ်6လေးကိုဆွဲထုတ်တယ်9ပိုင်နဲ့ကျွန်တော်ဒီက1ချင်းကီးက1 2 6ကီးနဲ့3 8ကီးကတစ်လုံးဆွဲထုတ်တာရယ်ကျွန်တော်အားကြောင့်ဒီအလိုမျိုးကျွန်တော်ပေါင်းပြီးတော့ဗောနော်ကျွန်တော်ဆွဲထုတ်လိုက်တာဒီ9ပိုင်နဲ့91ကို share အော်ဒုတိယအနေနဲ့96ကိုအော်အားလုံးမှာပတ်တီးအနေနဲ့9ပတ်တီးကီးမှာကီးအထိကစားခြင်းနဲ့ကိုယ်မှာလုံးမှရှိတယ်ဆိုရင်ဒီ1 2 6နဲ့ကတ်ထိုးလိုက်အားဆိုလုံးဝဘိုင်လေးပေါက်ပဲ1 2 6ကီးကိုအထိကစားလိုက်အားလုံးမှာပို့ပြီးတော့သေးကြခြင်းနဲ့ဆိုရင်ခွန်လေးပါထဲလိုက်1 2 6ခွန်အပီးရှင်းမယ်အပီးတောင်မှမရှိအပီးရှင်းမယ်ဆိုတော့တဏီလုံးတော့အပီးရှင်းသွားနိုင်တယ်ပြောမရအောင်ဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်ရဲ့ site တွေ့ရညာတော့ကျွန်တော်ရဲ့ စိတ်ကူးလေးပေါ့နော်စိတ်ကူးကတော့ကျွန်တော်6ကြိုက်တယ်စက်ကွန်ကြောကြိုက်သွား6တစ်ကို main ရော6 6ကိုဒုတိယအနေနဲ့တို့ပတ်တီးအနေနဲ့6ကြိုက်တယ်ဆို
မနေ့ပြန်ဖွင့်နေမှာကိုရီမရေမနေ့ခင်းပိုင်းကိုပေါက်တယ်ဆိုရင်ညနေမှာထပ်ပြီးတော့စုံမယ်ညနေမှာလည်းကျွန်တော်ကီးအပိုင်နေပဲဒီကီးနဲ့ပဲကျွန်တော်ထပ်ပြီးတော့သုံးပြီးတော့ငွေရှာပြီးမယ်ပေါ့နော်အဲကြောင့်ကျွန်တော်ရဲ့ဒီ live လေးနဲ့ကျွန်တော်ရဲ့ဗီဒီယိုတို့ကြိုက်တယ်ဆိုရင် comment လေးတွေမှကြိုက်ရင်ကြိုက်တယ်အစီအမြင်ပြီးတယ်ဆိုတော့အကြောင်းလေးကျွန်တော်ဒီ comment လေးတွေမှန်ပြီးတော့ကျွန်တော်ရဲ့ YouTube ကောက်လေးကိုလည်း subscribe လေးလုပ်ပေးတာကိုကျွန်တော်မြတ်တာရက်ခံပါတယ် Facebook ကိုမှများလည်း like and follower လေးနဲ့ share လေးလုပ်ပေးကြဖို့ကျွန်တော်ဒီကနေပဲမြတ်တာရက်ခံရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလို့ဆုံးသတ်မယ်ပေါ့နော်ဒါလေးကိုဆက်ပြီးတော့ရိုက်သွားအားလုံးပဲမနေ့ပြန်ဖွင့်နေမှာကန်ကောင်းကြပါသည်လို့ကျွန်တော်ဆုမွန်ကောင်းတောင်းမိနေကျွန်တော်ရဲ့ဗီဒီယိုလို့ဆုံးသတ်မယ်ပေါ့နော်အားလုံးပဲကန်ကောင်းကြပါသည် bye bye